ကျမတို့အမျိုးသမီးများအားလုံးအိမ်နီးမိခင်ပဲဖြစ်ဖြစ်ရုံးဝန်ထမ်းကွန်မြူဝန်ထမ်းအနေနဲ့အလုပ်ကိုင်နေတဲ့အမျိုးသမီးတွေများပဲဖြစ်ဖြစ်ကိုယ့်ရဲ့လက်ရှိအလုပ်နဲ့လုံးဝထိခိုက်မှုမရှိဘဲနဲ့ကျမတို့တက်ဖက်လုပ်ကိုင်လို့ရတယ်အပေါ်ဝင်ရှာခြင်းနဲ့ဆိုတဲ့ဒီ online ပေါ်နေပြီးတော့မှကျမတို့ပုံပိုင်းဒီဘိုင်းလုပ်ငန်းလုပ်လို့ရတဲ့ဒီဘိုင်းရေးကိုကျမမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ဒီလုပ်ငန်းကတော့ကျမလုပ်ခဲ့တဲ့နှစ်ကစတင်လုပ်ကိုင်လာတဲ့ online digital ဒီဘိုင်းလုပ်ငန်းလေးပဲဖြစ်ပါတယ်ကျမဒီလုပ်ငန်းမတွေ့ခင်မှာဆိုရင်ကျမလည်းအိန္ဒိယနေပြီးတော့မှအခွင့်အလမ်းတွေအများတန်းရှာဖွေခဲ့တဲ့ social media တွေကိုကျမအချိန်တစ်နိုင်နှစ်နိုင်ကိုကျမတို့ကအဲ့လိုမျိုးအလားဟတအချိန်ကုန်သွားတယ်ကျမတို့အသုံးပြုခဲ့တာဖြစ်တယ်အဲ့ဒီကနေအစားကိုကျမကအခုချိန်မှာဆိုရင်ဒီ social media အသုံးပြုတဲ့အချိန်ကိုကျမတို့ကဝင်ငွေတစ်ခုရရှိအောင်ကိုကျမဖန်တီးနိုင်ခဲ့တယ်အဲဒီလုပ်ငန်းဟာဆိုရင်ကျမတို့လိုမျိုးအိမ်နေမိခင်တွေကိုယ့်အိမ်မှုတောင်းတွေကိုအားလုံးလှုပ်ဆောင်ပြီးတော့ရှိရင်ကိုအားတဲ့အချိန်မှာဒီလုပ်ငန်းကိုတက်ဖက်လုပ်ကိုင်လို့ရတာဖြစ်ပါတယ်ရုံးဝန်ထမ်းကွန်မြူဝန်ထမ်းအနေနဲ့ဆိုရင်ကျမတို့ကိုယ့်ရဲ့အလုပ်ချိန်မှာကိုလုပ်တယ်ပြီးလို့ရှိရင်ညပိုင်းမှာကိုအချိန်တစ်နိုင်နှစ်နိုင်အားတဲ့အချိန်မှာကိုဒီလုပ်ငန်းကိုလည်းတွဲဖက်ပြီးတော့မှလုပ်ကိုင်လို့ရတာဖြစ်ပါတယ်အဓိကဒီလုပ်ငန်းကအချိန်နဲ့နေရာအသက်မထားတာမရှိတဲ့အတွက်ကြောင့်ကျမတို့ကဒီကိုယ့်ရဲ့လက်ရှိအလုပ်နဲ့တွဲဖက်ပြီးတော့မှလုပ်ကိုင်လို့ရတာဖြစ်ပါတယ် digital business ဆိုတာကကျမတို့ဒီနိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ကျမတို့ဟာ upgrade ယူပြီးတော့မှဆက်ဆက်ပြီးတော့မှလုပ်ကိုင်ထားတာဖြစ်တယ်ကျမတို့ဒီ franchise business ပုံစံbusiness ပုံစံမျိုးတစ်ခုဖြစ်ပါတယ်ဒီလုပ်ငန်းမှာဆိုရင်ကျမတို့အသိဉာဏ်လုံးဝလည်းရှိစရာမလိုဘူးဒီပညာရည်ချင်းတွေလည်းကန့်သတ်ထားတာမရှိဘူးအင်္ဂလိပ်စာတော့25ရာခိုင်နှုန်းနားလည်ရင်ရပါဖြစ်ပါတယ်ကျမတို့ဒီလုပ်ငန်းကိုလုပ်ဆောင်ဖို့အတွက်ဆိုရင်ကျမတို့ system တွေကနေပြီးတော့မှ training step by step training တွေကိုထောက်ပံ့ပေးထားတာဖြစ်ပါတယ်အဲ့အနေပြီးတော့ကျမတို့ဟာလိလာတည်နည်းနဲ့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာပြန်လည်အသုံးချလို့ရတာဖြစ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဘေးကနေပြီးတော့မှ mentor နဲ့ coach ကိုလည်းတွဲဖက်ပေးထားတာဖြစ်ပါတယ်သူတို့ကကိုယ့်ကိုဒီလုပ်ငန်းပေါ်မှာဒီကိုယ့်ကိုပေးရနေပြီးတော့မှလက်သက်ကူညီပေးတော့မယ်ကိုမတိတဲ့ဟာဒီနားမလဲတဲ့ဟာဒီစီသူကလက်သက်ကူညီရှင်းပြလှုပ်ဆောင်ပေးတော့တဲ့တွဲဖက်ပေးတော့မယ် mentor နဲ့ coach ကိုလည်းပေးထားတာဖြစ်ပါတယ်ပေါ့နော်ဒီလုပ်ငန်းမှာကကျမတို့ကနေ့စဉ်ကြေးလားစဉ်ကြေးတယ်လည်းလုံးဝမရှိပါဘူးဒီလုပ်ငန်းကိုလုပ်ကိုင်ဖို့အတွက်ဆိုရင်ကျမတို့ကဖုန်းတို့ laptop နဲ့ internet ရရှိတဲ့နေရာတိုင်းမှာကျမတို့ကဒီလုပ်ငန်းကိုလုပ်ကိုင်လို့ရတာဖြစ်ပါတယ်ကိုအပြင်ဘက်ရောက်ရအောင်ကိုခရီးပဲသွားကိုအိမ်ထဲမှာပဲနေပေါ့နော် internet ရှိလို့ရှိရင်ကိုဒီလုပ်ငန်းကိုအစီအစဉ်စွာလုပ်ကိုင်လို့ရတာဖြစ်ပါတယ်ဒီလုပ်ငန်းရဲ့အဓိကလုပ်ဆောင်ရမှာဒီကျမတို့ဒီ social platform မျိုးတွေကိုအသုံးပြုပြီးတော့မှဒီ attraction marketing ကိုပဲကျမတို့အဓိကလုပ်ဆောင်ကြော်ညာလုပ်ရတာပဲဖြစ်ပါတယ်ဒါတွေကြော်ညာရမလဲဆိုတော့ဒီလုပ်ငန်းမှာကကျမတို့လုပ်ငန်းကိုလုပ်ကိုင်ခြင်းအဖြစ်ပေါ့နော်ဘယ်လိုအကျိုးကျေးဇူးတွေရရှိရလဲ business opportunity ကိုကျမတို့ကအဓိကကြော်ညာလုပ်ရတာပဲဖြစ်ပါတယ်ပြီးတော့ဒီလုပ်ငန်းမှာကျမတို့လက်သက်လုပ်ကိုင်နေတဲ့ community ဟာဆိုရင်ပေါ်မှာပေါ့နော်နိုင်ငံပေါင်း29နိုင်ငံရုံးဖက်ပေါင်း40ကျော်ရှိတဲ့ပြီးရင်50နှစ်သက်တမ်းရှိတဲ့ community တစ်ခုနဲ့ကျမတို့ဆက်ဆက်ပြီးတော့မှလုပ်ကိုင်နေရတဲ့စီးပွားလုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒီလုပ်ငန်းမှာလုပ်ကိုင်ဖို့အတွက်ပါတယ်တော့အလဲဆိုရင်ကျမတို့ကမြန်မာနိုင်ငံသားဆိုတော့ဘာမှပုံစံလိုဖြစ်လို့အပ်တယ်ဖုန်းရဲ့internet ရရှိတဲ့နေရာပေါ့နော်ပြီးလို့ရှိရင်ဖုန်းတော့ laptop တော့အပ်တာဖြစ်ပါတယ်ပြီးတော့ bank စာအုပ်ကိုလိုအပ်တာဖြစ်ပါတယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့အပေါ်ဝင်ငွေတစ်ခုအနေနဲ့ရှာဖွေခြင်းနဲ့အိမ်ထဲကနေပြီးတော့မှဝင်ငွေရှာခြင်းနဲ့ရည်ရှိခိုင်မှတဲ့စီးပွားလုပ်ငန်းကိုစတင်ထောက်ထားခြင်းနဲ့မိတ်ဆွေများအားလုံးကိုကျမကလက်သက်ကူညီပေးနေတဲ့ mentor နဲ့တင်ပါဖြစ်ပါတယ်ဆိုတော့ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့ဆိုရင်ကျမရဲ့ website မှာအမည်နဲ့ဒီမျိုးကိုဖြည့်ပြီးတော့မှစတင်အခမဲ့စတင်လေ့လာလို့ရတာဖြစ်ပါတယ်မြန်မာလိုလေ့လာခြင်းနဲ့ဆိုရင်ကျမရဲ့ messenger မှာတရက်စတဲ့ဉာဏ်လို့ရတာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အားလုံး